တက္ကမကြီးတော်အောင်ဆန်းစုကြည်ကွယ်လွန်ပြီးသွားတာလည်းဖြစ်နိုင်တယ်သူသားကပြောတာတက္ကမကြီးတော်အောင်ဆန်းစုကြည်မရှိတော့တော့တကယ်လို့တက္ကမကြီးတော်အောင်ဆန်းစုကြည်ရှိသေးတယ်ဆိုရင်အချမ်းဘတ်စစ်တပ်ကရှိသေးတယ်ဒီမှာတွေ့လားဆိုပြီးတော့အ ਨੇ ဆုံးတော့ဓာတ်ပုံလေးတစ်ပုံလောက်တက်တည်ပြနိုင်ရမှာပေါ့အခုတက္ကမကြီးတော်အောင်ဆန်းစုကြည်ကိုမတွေ့တော့တာ2 နှစ်ကျော်ပြီဗျာတမင်တမရှိကြတဲ့ရန်ရှင်လို့မိဘပြည်သူများမင်္ဂလာပါခင်ဗျာမင်္ဂလာပါဒေါ်ဆန်းစုကြည်တည်ပြီတို့မဟုတ်ဆက်သွယ်လို့မရတော့အတွက်တည်လောက်ပြီးထင်တယ်ဆိုတော့အတွေးတွေနဲ့ရွေးကောက်ပွဲအမိပေါ့နော်အချိန်ကိုက်ပြောတဲ့စကားဟာဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားအကယ်၍မြင်ရနော်ဓာတ်ပုံတွေထုတ်ပြလိုက်မယ်ဆိုရင်တက်မိထဲမှာဘာတွေဆက်ဖြစ်မလဲနော်ကောင်းကျိုးဖြစ်မလားဆိုးကျိုးဖြစ်မလားဆိုတာကအစအစိုးရလူကြီးမင်းများကတေချာပေါက်တွေ့မှာဖြစ်တယ်လှုပ်ပေးလိုက်ရင်တောင်တရားရောက်ကလှုပ်ကြံလိုက်ရင်သူတို့တာကြားနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ဆရာချစ်ရဲ့အမြင်ကတော့ချစ်ချင်းမုန်းကြီးကိုဘေးမှာချပြီးဖြေတယ်အတက်နိုင်ဆုံးအကောင်းဆုံးနော်စေကူတာမှုတွေလိုအပ်တဲ့အာဟာရတွေနဲ့ပြုစုဆော့ဆော့ထားလိုက်မယ်လို့တော့ကျွန်တော်ဆရာချစ်မြင်ပါတယ်ဒါယူသားဆုံးမြင်တာကိုမြင်တဲ့အတိုင်းပြောခြင်းဖြစ်တယ် Is that right တက်ချုပ်ကနော်မတမာတဲ့နီလန်သုံးပြီးတော့ဒေါ်စုကိုတီအောင်လုပ်မှာမဟုတ်ဘူးဆိုတော့ကိုဒါကျွန်တော်တောက်လျှောက်ခံမှန်းပေးခဲ့တဲ့ post တွေကိုကြည့်ချင်းအဖြစ်ဤခံမှန်းချက်ကိုလည်းယုံကြည်တယ်လို့တင်ပြပေးလိုပါတယ်နော်တခုရှိတယ်သူတို့ရဲ့ဗဇက်နမိတ်တွေကသေပြီဆိုလို့အသေးသွားရင်တော့လည်းမသိဘူးကာစိတ်ဥတုအာဟာရကြောင့်တည်သွားရင်လည်းမသိဘူးနော်ကျွန်တော်ဘုရုကမှဗတ်မလိုက်ဘူးမြင်တာကိုမြင်တဲ့အတိုင်းပဲခံမှန်းပြတယ်ပေါ့နော်တချို့နေရာကနေကျွန်တော်ဝင်ကြည့်တယ်နော်ဝင်ကြည့်ပြီးတော့အခုလိုပြောခြင်းဖြစ်တယ်မယုံပါနဲ့တွေးပါโอเคနေ့ချက်ကခရိယံဘာသာဝင်နေ့ကျွန်တော်ကိုနော်အစာတွေလာပို့နေကြတာတွေရှိတယ် Facebook chat Facebook Messenger တွေကနေ Viber တွေကနေမလုပ်ပါနဲ့ကမ္ဘာဗုဒ္ဓသာသနာ့နှုတ်ခသာသနာတော်ကြီးကိုစွမ်းနိုင်ရင်ကမ္ဘာကြီးတွေခြီးပြီးတော့ဗုဒ္ဓရဲ့အဆုံးအမတွေကိုကမ္ဘာလူသားတွေခံစားခွင့်ရအောင်ဒီကြိုးစားမယ်လို့ပြောပြီးတော့နိုင်ငံတော်သမ္မတကိုပါတွေ့ခွင့်ရအောင်ဖိတ်ခေါ်ခွင့်ရအောင်ကြိုးစားနေတဲ့ထေရဝါဒဗုဒ္ဓဘာသာစစ်တယောက်ကိုအစ္စလာမ်ဖြစ်အောင်စီယုံလို့မရတယ်လို့မွတ်စလင်ဖြစ်အောင်လည်းနော် sorry ခရစ်ယာန်ဖြစ်အောင်လည်းစီယုံလို့မရဘူးဆိုတော့ကိုနားလည်စေချင်ပါတယ်မေတ္တာရှိထားပြီးဖြည့်ပေးခြင်းဖြစ်ပါတယ်နော်ညီတွေညီမတွေကိုးကွယ်တဲ့နော်ဘာသာတရားတွေဟာကိုးကွယ်နေတဲ့ဖရာတွေဟာကျွန်တော်ဆရာချစ်ရဲ့ဗုဒ္ဓနဲ့ရှင်ကြည့်လိုက်လို့ရှိရင်ဗုဒ္ဓဘာသာတွေကယုတ်ကစိုးနဲ့တတအဆင့်ပဲရှိတယ်လို့မြင်မိပါကြောင်း